ဖြစ်တာလေးထိစင်မယ်အကုန်စင်သုံးမျိုးတာလေးထိပရိတ်လေးတင်ထားနည်းနည်းဖြီးနည်းနည်းလေးပြန်ဖြီးအတိုင်းနေပရိတ်လေးထိတာနည်းနည်းပြန်ဖြီးဆက်ဖြီးဒီဘက်လာအချိုင်းရှိတယ်ရပြီโอเคအတိုင်းနေစင်တက်ပဲတော့စီးတိုင်းပဲတော့ကိုစီးတိုင်းပဲကိုတော့အားလုံးပဲမင်္ဂလာပါခင်ဗျထူးသစ်ကားမောင်းတင်တဲ့အနေကြိုးဆိုပါတယ်ဒါကတော့ကျွန်တော်တို့တာဂီတာကအကို day 3 မောင်းနေတာဖြစ်ပါတယ်ကျွန်တော်တို့ဒါမနက်ကတာဂီတာကနေပြီးတော့ထွက်လာတယ်ကျွန်တော်တို့ရှုကန်းသာကိုစီးတယ်ပဲနေရှုကန်းသာပတ်လန်းနေပြီးတော့ကျွန်တော်တို့ဒါမြို့ထဲကိုတက်လာတယ်ပေါ့နော်မာဘန်လိုလာတတာကနေပြီးတော့မြို့ထဲတက်လာတယ်မြို့ထဲတက်လာပြီးတော့မြို့ထဲမှာ parking train နဲ့ train ပြီးတော့ကျွန်တော်တို့ဒါကဘာကြီးဖျားလန်းနေပြန်ပတ်ပြီးတော့ဆင်းလာတာပေါ့နော်ကဘာကြီးဖျားလန်းနေပြီးတော့ကျွန်တော်တို့တောင်းကလာကျွန်တော်တို့ချော်ရင်းကောကနေပြီးတော့တောင်းကလာပဲဆင်းမယ်တောင်းကလာနေမှာတာဂီတာပဲပတ်ပြန်မှာဖြစ်ပါတယ်နော်ဒါကတော့ကဘာကြီးဖျားလန်းမှာပေါ့မှာပါကျွန်တော်တို့ဒါရှေ့မှာဆိုရင်တော့ Hamilton Point ပေါ့နော် Hamilton Point နာရောက်ပါပြီဒါတော့တာဂီတာကိုဖြစ်ပါတယ်ဒီ3 မောင်းနေပါပုံမှန်လေးပဲလိုက်သူများမောင်းနိုင်တဲ့ကိုလိုက်မောင်းတယ်မလို့ကိုထိန်းနိုင်တဲ့ speed လေးနဲ့ကိုပုံမှန်လေးပဲတော့နော်ဟုတ်အရှိရ point ဆိုကျွန်တော် Hamilton Point နော်ဆရာဆန်လန်းထိပ်နော် Hamilton Point ကိုကြည့်မယ် point လာ point ကပြက်နေတယ်ပုံမှန်လေးဖြတ်မယ်နော်ပုံမှန်လေးဖြတ် point ကပြက်နေတယ်နော်အဲ့တော့တာလေးပဲလိုက်ပါတာလေးလိုက်ပါရှေ့ကားလွတ်ရင်ကိုလွတ်တယ်တာလေးလိုက်ပါလိုက်တာလေးလိုက်ရတယ်လိုက်လွတ်တယ်လိုက်ကိုစီးတိုင်းပဲကိုလိုက်ကိုစီးတိုင်းပဲကိုသွားโอเคเนาะရှေ့ကြရင်ကျွန်တော်တို့ကုတ်ကိုင်းတရားရှိတယ်တရားပေါ်တက်မှာเนาะဒီလမ်းအမေတက်မှာเนาะဒီလမ်းအမေတက်မှာ short နည်းနည်းလေး short အကပြန်တက်လာမယ် short တာမရှောင်နဲ့ကျွန်တော်ပြောတယ်မရှောင်နဲ့လို့เนาะရှောင်ဖို့မစင်စားနဲ့ကိုလမ်းနဲ့ဝင်လာအချိန် short ဖို့စင်စားရှောင်နေဆိုတာအန်နေများတယ်ရှောင်နေဆိုတာဘေးမှာကားပါလာဘေးကားနဲ့သွားညိမှာเนาะအဲ့တော့ရှောင်ဖို့လောလောဆယ်မှာမစင်စားနဲ့ကျွန်တော်တို့ short အချိန် short ဖို့စင်စားเนาะအချိန် short လိုက်တာကိုတော့အန်နေကင်းတယ်เนาะဟုတ်ကဲ့ရှောင်းလားနောက်ကျွမ်းကျင်လာတဲ့အချိန်ကျရင်ရှောင်းမယ်ရှောင်းတယ်ဆိုတာကတပြိုင်တည်းကြည့်ရတာဗတ်မှန်လည်းကြည့်ကိုဆွဲထုတ်မဲ့ဘက်ကိုဗတ်မှန်ကြည့်ရတယ်ကြည့်ပြီးမှရှောင်းလို့ရတာကိုစီးတဲ့ကိုနေညာဘက်ကိုယူစီးရပြောင်းနေညာဘက်ကိုယူစီးရပြောင်းနေတာစီးရမိုးရွာထားတော့နော်အဲ့မှာစီးနဲ့ရှောင်းတွေ့လားနော်အတိုင်းလေးသွားဒါကုတ်ကိုင်းတရားပေါ်တက်မယ်ရှေ့မှာနော်โอเคကျွန်တော်တင်တဲ့လို့အပ်မယ်ဆိုရင် 2 base ရဲ့ Messenger သုံးဖို့ Viber နံပါတ်တွေကနေဖုန်းနံပါတ်နဲ့လိပ်စာလေးပို့ပေးထားလို့ရပါတယ်ခင်ဗျာကျွန်တော်အိမ်ရောက်ဝန်ဆောင်မှုတွေရှိပါနော်ကျွန်တော်တို့ TikTok channel YouTube channel တွေမှာလည်းဝင်ရောက်လေ့လာလို့ရပါတယ်တင်နန်းသားတွေရဲ့ video file တွေညာနဲ့ယူကြရတယ်လွတ်တယ်video file တွေတင်ပေးထားပါတယ်ကျွန်တော်တို့ကားအကြောင်းဘူးသူရရတဲ့လေးလည်းတင်ပေးထားလာတွေရှိပါတယ်ခင်ဗျာဝင်ရောက်လေ့လာလို့ရပါတယ်စိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်တို့ join လို့ရပါတယ်နော်ပြီးတော့ကျွန်တော်တို့မေးချင်တဲ့မေးခွန်းလေးတွေရှိရင်လည်းမေးထားပေးပါကျွန်တော်တို့အားတဲ့ချိန်မှာ reply ပြန်ပေးမှာဖြစ်ပါတယ်ခင်ဗျာပြီးတော့နေရာမျိုးတွေအနေနဲ့ကတော့တင်မယ်ဆိုရင်ကျွန်တော်တို့စီးရင်ပေးထားလို့ရပါတယ်9ယောက်ပြည့်တဲ့အချိန်မှာကျွန်တော်တို့ trainer တယောက်လာပြီးတော့ train ပေးမှာဖြစ်ပါတယ်ခင်ဗျ9ယောက်ပြည့်သွားတဲ့အချိန်ကျရင်ကျွန်တော်တို့ပြန်ပြီးတော့ confirm လုပ်ပေးပါတယ်တင်ပြမတင်ပြကိုပြန် confirm လုပ်တယ်ပေါ့နော် confirm လုပ်လို့အကုန်လုံးက9ယောက်လုံးဒီတင်မယ်တေချာသွားပြီဆိုရင်တော့ကျွန်တော်တို့က date လေးတစ်ခုပေးပြီးတော့အဲ့ဒီမှာလာတင်ပေးမှာဖြစ်ပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ဘရိတ်လေးထိန်းစင်အစင်ကြံဘရိတ်လေးထိန်းတာဘာလို့အောက်ကကားတွေတက်လာတတ်တယ်ကိုလမ်းမဲကိုယူတာဒါတော့မြန်မာပလာသာရှေ့မှာပါเนาะစက်မှုတက်ပြီးပွိုင်เนาะရှေ့ကမြန်မာပလာသာရှေ့စက်မှုတက်ပြီးပွိုင်စက်မှုတက်ပြီးလမ်းနေဟုတ်လားเนาะဒါအင်းရကံပေါင်းလေဟုတ်တယ်